အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတင်ကြီးကဆက်ချုပ်လုပ်တဲ့လူတွေအတွက်ဆက်ရုံချုပ်လုပ်တဲ့လူတွေအတွက်ကိုကအခုမှအစားဆိုရင်ဘာလို့လောရမှန်းလည်းမသိဘူးတွေ့ဝင်နေနဲ့အားငယ်တဲ့လူတွေအတွက်ပေါ့နော်ဒါလေးတွေကိုဗီဒီယိုလေးရှင်းလုပ်ပေးခြင်းဖြစ်ပါတယ်ဆက်ရုံတရုံနဲ့တရုံတော့မတူဘူးဒါပေမဲ့ချိုးကြတော့ point နဲ့ချုပ်တာရှိတဲ့ချိုးကြတော့ဒီ point နဲ့မဟုတ်ဘဲနဲ့ပေါ့နော်ကိုနိုင်တလောက်တက်ကနေတွားပြီးတော့ချွဲရတယ်ရှိတဲ့အဲ့အတွက်ကိုကအကောင်လုံးတက်ဖို့အကောင်လုံးဒီတက်မြောက်ဖို့ကိုကြိုတင်ပြင်ဆင်ထားတယ်အဲ့ဒါပါလဲဆိုတော့ YouTube ပေါ်မှာဒီဗီဒီယိုနဲ့ပတ်သက်တဲ့အစောင်းနဲ့ပတ်သက်တဲ့ဆက်ချုံနဲ့ပတ်သက်တဲ့အရာလေးတွေပေါ့ share လုပ်ထားတဲ့အရာလေးတွေရှိတယ်ဥပမာ column design မျိုးရှိတယ်เนาะဆက်ချုံကိုတင်တဲ့ဆိုတော့အပြည့်စုံတော့တက်မှာမဟုတ်ဘူးအချိန်နဲ့အများကြီးပေးဆက်ရရဲ့တစ်ခုလေးလာတော့မှဆိုရင်အကောင်လုံးပညာရဲ့တစ်ခုကဘယ်တော့မှကုန်မှာမဟုတ်ဘူးလေးလာတလောက်ပညာရရှိမှာပါအဲ့အတွက်လေးလာတယ်အဲ့လိုမျိုးအချိန်နဲ့ပေးဆက်ရတယ်ပညာကလည်းအချိန်နဲ့အရင်ကြာတဲ့အတွက်ကြောင့်ဒီအားတလို့ကိုယ့်ရဲ့ပညာနဲ့ပတ်သက်တဲ့အရာလေးတွေကို YouTube ပေါ်မှာလိုက်ပြီးတော့လိုက်စားပြီးတော့ဗာလဲဆိုတော့အမှသူတင်ပြထားတဲ့အရာလေးတွေရှိတယ်เนาะအဲ့ဒါဆိုရင်ကိုယ်တိုင်လိုက်ချုပ်ကြည့်ပါတိုက်မချုပ်ဖြစ်တော့မှာပေါ့เนาะကိုကဒီစက်ရုံနဲ့တွားတဲ့ခါကျရင်ကိုချုပ်ရမယ့်တူဆိုရင်ကိုကမချုပ်ဘဲနဲ့ဒီဗီဒီယိုလေးတွေကိုလိုက်ကြည့်ပါပြင်မှတ်သားပါသူဘယ်လိုလေးလှုပ်ဆောင်သွားတဲ့ခါကျတော့မှတ်သားမှာပဲကိုကစက်ရုံထဲတွားတဲ့ခါကျရင်နည်းနည်းလေးပြလိုက်တာနဲ့ကိုကအရေးပြအကောင်မြင်နေတာပေါ့နော်အဲဆိုရင်ကိုကမှတ်သားပါပြီးဆက်ရောက်သွားတဲ့ခါကျရင်လက်တွေ့လက်ဆောင်မှာဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ညွှန်လိုက်ပါတယ်အဲ့အတွက်ဒီဆက်ချုပ်လုပ်တဲ့လူတွေညီမလေးတွေအတွက်ပေါ့နော်ဒီဓာလေးတွေအကျိုးရှိမယ်လို့ညွှန်လိုက်ပါတယ်အားလုံးပဲတက်တာပါ